ကျေးဇူးများတင်တယ်ဆိုတော့ကျွန်တော်တို့အကပရိဒါရိုးရာအကပရိဒါတွေနဲ့တင်ဆက်ဖျော်ဖြေမှုအစီအစဉ်ကတော့ပြီးသွားပြီကျွန်တော်တို့ဒီနောက်ပိုင်းမှာကျွန်တော်တို့တချင်းတေးတန်တာအစီအစဉ်ဖြစ်သွားပြီပေါ့နော်ဆိုတော့ပရိသတ်လည်းထိုင်နေရတာနည်းနည်းလေးညောင်းနေလောက်ပြီဆိုတော့ကျွန်တော်နဲ့အတူတူဘာလုပ်ကြမလဲဟုတ်ကဲ့နော်ဆိုပါဖြစ်ဖြစ်ကျွန်တော်တို့ကိုရီအလဲလဲပြန်ပေးရအောင်မလीနော်ဆိုတော့ဝါဒနာပိုင်းတဘောတူတယ်ဆိုရင်အားလုံးမတ်တရက်ပြီးလက်ခေါ်အောင်ပါတာလေးနဲ့မတ်တရက်အောင်ပါလေဆက်စရာကြီး okay same thing some of the youth young kid come on the stage we dance together huh ကြံနေတယ်လို့ခဏလေးနော်โอเคအဲ့တော့မဟုတ်ကိုကြီးဟောဟုတ်တယ် thank you ခဏလေး that's it no more who want to come again kid you come on next time if you want to dance no more okay only this event you can dance it come this side come just do better yeah move around move a little more okay hurry up okay we dancing like a ram sam you guys can dance it can do it okay ဒီလောက်ပဲရပြီစင်အခြေအနေတိတ်မကောင်းနည်းနည်းလှုပ်ဖြစ်နေပြီ okay ready ဖုန်းရပြီနော်ဆာ
thank you so much